TikTok မှာဗီဒီယိုတွေကိုအချိန်မှန်တင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Digicon ကနေပြီးတော့ TikTok Video Content Plan Service လေးလာပါပြီမင်္ဂလာပါ Digicon ရဲ့ founder ကိုစရာပြောပါအဲ့တော့ Digicon ကနေပြီးတော့မိတ်ဆက်ပေးမဲ့ TikTok Video Content Plan Service လေးမှာဘာတွေပါမှာလဲဆိုတော့ကိုယ့်ရဲ့ business နဲ့ပတ်သက်ပြီးတော့ဘယ်လို goal တွေချမှတ်တင်တယ်ချမှတ်ထားတဲ့ goal တွေနဲ့ပတ်သက်ပြီးတော့ pillar တွေပါမယ်ရွေးထားတဲ့ pillar တွေပေါ်မူတည်ပြီးတော့ awareness အတွက်က content ဘယ်နှပုတ် engagement အတွက်က content ဘယ်နှပုတ်ချက်ပေါက်မှာလာပြီးတော့စုံစမ်းမေးမြန်းအောင်လို့ဘယ်နှပုတ်နောက်ပြီးတော့အယောင်ပိတ်နိုင်ဖို့အတွက် content ဘယ်နှပုတ်စသဖြင့်ပါပါမယ်နောက်ပြီးထိရောက်တဲ့ video title တွေပါပါမယ်ရိုက်မဲ့ video အတွက် content အချင်းချုပ်ကလေးပါပါမယ်နောက်ပြီး video တွေဘယ်နေ့တွေမှာတင်နေတယ်ဘယ်ချိန်တွေမှာတင်နေတယ်ဆိုတာမျိုးတွေပါပါမယ်ကိုရိုက်မဲ့ video နဲ့ပတ်သက်ပြီးတော့ reference လုပ်လို့ရမယ် video summary လေးတွေလည်းပါပါမယ်နောက်ပြီးတော့ video တစ်ပုဒ်မှာရတဲ့ KPI တွေလည်းပါပါမယ်ဗီဒီယိုတွေကိုကိုယ်တိုင်မလုပ်ဖ ೇನೆ တင်းကိုခိုင်းထားတယ်ဝန်ထမ်းတွေကိုခိုင်းထားတယ်ဆိုလို့ရှိရင်ဘယ်ချိန်တွေရောက်နေပြီလဲပေါ့နော် content ရေးနေတော့လားဗီဒီယိုရိုက်နေပြီလား edit လုပ်နေပြီလား schedule လုပ်ထားပြီလားစသဖြင့်ကိုသိချင်တာတွေကိုစစ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ TikTok ဗီဒီယိုတွေလောက်ရတာစိတ်အယမ်းပင်ပန်းတယ်တင်းကိုခိုင်းထားလို့ရှိရင်ထိရောက်မှုလည်းမရှိဘူးဘာတွေရိုက်နေမှန်းလည်းမသိဘူးဆိုပြီးတော့စိတ်နစ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Digicon ကနေပြီးတော့2ရက်တစ်ခါတင်လို့ရမယ်ဗီဒီယို15ပုတ်တစ်လစာ TikTok Video Content Plan လေးကို3သိန်းဝန်းကျင်နဲ့ရယူနိုင်ပါပြီအဲ့တော့အားသာချက်တွေကဘာတွေရှိမလဲကိုယ့်အတွက်အချိန်တွေပိုထွက်လာမယ်ဗီဒီယိုတွေကိုအချိန်မှန်တင်နိုင်မယ်တိကျတဲ့ content plan နဲ့တေချာထိထိရောက်ရောက်လုပ်နိုင်မယ်ကိုယ်တိုင်မလုပ်ဖ ೇನೆ ဝန်ထမ်းတွေကိုခိုင်းထားမယ်ဆိုလို့ရှိရင်လည်းတေချာ direction ပေးနိုင်မယ်နောက်ပြီးတော့ဘယ်ချိန်တွေရောက်နေပြီလဲဆိုတာအချိန်နဲ့တပြေးညီစစ်နိုင်မယ် KPI တွေထိလားမထိလားဆိုတာလည်း record လုပ်နိုင်မယ်အကောင်းဆုံးအချက်ကတော့ကျွန်တော်တို့ချပေးထားတဲ့ TikTok Video Content Plan Frame လေးကိုအနည်းဆုံး3လကနေ6လလောက်ထိတောက်လျှောက်ဆက်သုံးလို့ရနိုင်မှာဖြစ်ပါတယ်ကဲအဲ့လိုအားသာချက်တွေရှိတဲ့ TikTok Video Content Plan လေးကို3သိန်းပတ်ဝန်းကျင်နဲ့ပေးမှာမို့လို့ TikTok video တွေတင်ဖို့ခေါင်းရှုံးမခံခြင်းနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကကျွန်တော် logo ဘေးမှာပါတဲ့ကဏ္ဍလေးတွေကနေတစ်ဆင့် Viber ကနေ message ပို့လိုက်လို့ရှိရင်ကျွန်တော် Digicon ကနေပြီးတော့ data လေးထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် TikTok video တွေကိုစိတ်ချမ်းသာတာနဲ့တင်နိုင်ဖို့ကျွန်တော်တို့ Digicon ရဲ့ TikTok Video Content Plan Service လေးယူလို့ရပါပြီခင်ဗျာ